လက်ရှိနေဆက်လမ်းကြောင်းတွေကြန့်ကြာနေတာကြောင့်မိတ်ဆွေလုပ်ငန်းလဲပတ်ရတာခက်ခဲနေပြီလားလူအများစုကလမ်းကြောင်းပိတ်တာကိုပဲအပြစ်တင်နေကြပြီးမြဲတကယ်တော့မိတ်ဆွေလုပ်ငန်းရဲ့အားအနည်းဆုံးတန်ကြိုးခွင့်ကငွေလဲတာဖြစ်နေနိုင်ပါတယ်လမ်းကြောင်းတွေပိတ်နေချိန်မှာပစ္စည်းရောက်ဖို့ကြာမှာကအမှန်ပါပဲဒါပေမဲ့ပစ္စည်းရောက်လာတဲ့အခါမှာရောမိတ်ဆွေကချက်ချင်းငွေဖော်ပြီးနောက်တစ်ခေါက်မှာဖို့ငွေအစင်းနှင်းရှိရလားလမ်းကြောင်းပိတ်လို့ပစ္စည်းမရောက်တာထက်ပစ္စည်းစနစ်ထဲပြန်ဝင်ချိန်မှာငွေလဲဖို့စောင့်နေရလို့အော်ဒါမတင်လိုက်ရတာကပိုနစ်နာပါတယ်ဒါဟာမိတ်ဆွေလုပ်ငန်းရဲ့တကယ်ဘောထွန်နဲ့ပါပဲဒီပိတ်ဆို့မှုကိုဘယ်လိုကြော်ဖြတ်မလဲနံပါတ်1ငွေကြိုတင်ပြင်ဆင်ထားပါပစ္စည်းမှာငွေစာလွှဲတာမျိုးမဟုတ်ပဲအေဂျင်စီမှာငွေကြိုဖြည့်ထားပါနံပါတ်2 15မိနစ် payment ဖြူဟာစက်ရုံကပစ္စည်းရှိပြီလို့ပြောတာနဲ့15မိနစ်အတွင်းငွေပြတ်အောင်ချိလိုက်ပါလမ်းကြောင်းကနှင်းနေရင်တော့မိတ်ဆွေရဲ့ငွေပေးချင်မှုအမြန်ဆုံးကပစ္စည်းရှားပါချိန်မှာဦးစားပေးစီမဲ့ညှိနှိုင်းနိုင်စွမ်းကိုပေးပါလိမ့်မယ်လမ်းကြောင်းနေရဖို့ညီမလေးတို့ထိန်းချုပ်လို့မရပါဘူးကိုယ့်ရဲ့ငွေလက်ပတ်နှုန်းကိုတော့အမြန်ဆုံးဖြစ်အောင်လုပ်ထားလို့ရပါတယ်မိတ်ဆွေလုပ်ငန်းရဲ့ဘော်ထွန်နက်ကိုအခုပဲဖယ်ရှားလိုက်ပါဒီလို viewer တွေကိုပို့သိချင်ရင် follow လုပ်ထားဖို့မမေ့နဲ့နော်